ငါတနေ့ဝင်ငွေဘယ်လောက်ရှိလဲငါသုံးနေတာဘယ်လောက်သုံးနေလဲနော်ဖုံးဖို့တာအစားဖုံးဖို့တာဘယ်လောက်ကုန်သွားမလဲဝင်ငွေရဘယ်လောက်ရှိသလဲစာရင်တော့စဉ်းစားဆင်ခြင်ရမှာဖြစ်တယ်ပေါ့နော်အသုံးတွေကမြတ်ဝင်ငွေကရှားဆိုလို့ရှိရင်တော့တဖြည်းဖြည်းလုံးမပါသွားမှသိကြပယုတ်လုံးစီးပွားရေးဆိုဖြစ်သွားတာနော်ပယုတ်လုံးဟာအကြီးကနေတဖြည်းဖြည်းသေးသွားတာကြီးလာတယ်လို့မရှိဘူးတဖြည်းဖြည်းကုန်သွားပြီးနောက်ဆုံးမှဘာမှမကြံတော့အဲ့ဒါလိုဖြစ်တယ်အဲ့ဒါကြောင့်မလို့ကိုရှာတဲ့စီးပွားဟာပယုတ်လုံးမဖြစ်စေနဲ့တဖြည်းဖြည်းကြီးပွားတိုးတက်လာတဲ့ခြတ်တောင်ဘိုးတွေလိုပြားရည်ပြားအောင်ကြီးလိုကြီးပွားလာအောင်သာစ조사အထောက်တင်တယ်ဒါဟာလေကိုယ့်ကိုချက်ကင်လုံးနေမှာသိမှာပဲဖြစ်တယ်ပေါ့ဒါကြောင့်မို့စာရင်တော့ကိုလုံးနေတဲ့အလုပ်ပေါ်မှာအမြဲတမ်းလုပ်ရမှာစဉ်းစားတွေးခေါ်စီးပွားလုပ်ရင်ဒီစီးပွားကအကျိုးဘယ်လောက်ရှိတယ်မြတ်ဘာစီးပွားလုပ်ရင်ကောင်းမလဲခေတ်ချင်းတွေကဘယ်လိုရှိသလဲအမြဲတမ်းခေတ်နဲ့ရေမောင်တန်းနေဆိုတာသတင်းစာဖတ်မယ်စာဖတ်မယ်ရေဒီယိုနားထောင်မယ်တကယ်အရေးကြီးတဲ့အချက်တွေအပျော်နားထောင်တာပြောတာမဟုတ်ဘူးเนาะအပျော်ပါဆိုတော့ပျော်လို့ရပါတယ်ထိုက်တဲ့လောက်တော့ပျော်သို့တော့အလုံးနဲ့ပျော်တာကတမိုးပိုရှိသွားတယ်